ဒီနေ့တော့ခြေတော်ရေးဟင်းတစ်ခွက်ချက်ပါမယ်။ဆိုင်ကားဝက်လာတဲ့အာလူလေးလုံးရဲ့ရေခဲတရာထဲမှာရှိတဲ့ကြက်ယူရဲ့ကြက်ဥသုံးလုံးရဲ့ကိုရောပြီးတော့ချက်ပါမယ်။ရေဦးဆုံးအနေနဲ့အာလူခုတ်ခါပြီးအာလူကိုလေးစိတ်ထားပေးပါမယ်။မချက်စားရကြလို့အာလူလေးလေးအရင်ကောင်းပါတယ်စစ်စီးလေးနဲ့အာလူပြည့်စင်လို့ပြီးရင်တော့စားချက်ပါမယ်။ဦးရဲကိုစီထည့်ပြီးထောင်းထားတဲ့ကြက်သွနီကြက်သွဖြူချင်းရောင်တင်မုံရုပ်တီကြောင့်ရတောင်မလေးမှာထည့်ပြီးတော့တခါတည်းစီသက်ပေးပါမယ်။ငပိထည့်ပြီးတော့မွေးနေအောင်စီးသက်ပေးပါမယ်။စီတန်းနဲ့လေးမွေးလိုက်ရင်တော့ကြက်ရိုးထည့်ပေးပါမယ်။ကြက်ရိုးကိုလုံးပေးပြီးရင်တော့မဆလာထည့်ပေးပါမယ်။အနက်မွေးအောင်လို့ပါ။ပြီးရင်တော့ရေထည့်ပေးပြီးကြက်ရိုးကိုအရင်ချက်ထားပေးပါမယ်။ညှက်ထားတဲ့ဆေးမြင့်ခါရက်လေးတွေကိုလည်းပစွန်ချောင်းနဲ့မြေပဲ2မျိုးတည်းသုံးပြီးတော့တုပ်ပေးပါမယ်။မြင်းခွာရက်တော့ရမ်းခါတာဆေးမြင်းခွာရက်ဆိုတော့ပိုလို့တော့ခါပါသေးတယ်။ရေစီပြီးတန့်လာတဲ့ဆေးမြင်းခွာရက်လေးတွေကိုပလေးလှီးပေးပါမယ်။လှီးတာပြီးချက်ချင်းမတုပ်ပဲထမင်းစားကန်ဒီမှာတုပ်ပေးပါမယ်။ကြက်ကအိမ်ချက်ယူရီဆိုတော့ကြလေးချက်ပေးရပါမယ်။ကြက်ဥထဲရေထည့်ပြီးတော့ကြက်ယူနိုးတဲ့အထိကိုချိန်ကြာကြီးချက်ထားပေးပါမယ်။ချက်ပေးလိုက်တာကြက်ယူနူးလာပြီဆိုရင်တော့အာလူထည့်ပေးပါမယ်။အာလူထည့်ပြီးရေလိုသလောက်ထပ်ထည့်ပြီးရင်တော့အာလူနူးအောင်လို့ပြန်ချက်ထားပေးပါမယ်။အာလူချက်နေချိန်တွင်းမှာမြင်းခွာရက်တုပ်ပါမယ်။ရေစီအောင်ဆေးပြီးလှီးထားတဲ့ကြက်သွနီထည့်ပါမယ်။ပြီးရင်တော့ပစွန်ချောင်းနဲ့မြေပဲထောင်းထားတာလေးထည့်ပါမယ်။အဆက်တွဲငရုတ်သီးကြက်မုံပဲမုံကြက်သွဖြူစီချက်ထည့်ပေးပါမယ်။ရတာအတွက်ချုံမိုးနဲ့ငပြိုင်နည်းနည်းပေါက်ပြီးတော့အချင်တွက်သမျှသီးလေးညှက်ထည့်ပေးပါမယ်။အားလုံးတမောက်နေပေးပြီးရင်တော့ဆေးဘက်ရန်ဝင်နဲ့ဆေးမြင့်ခွာရက်တုပ်လေးရပါပြီ။အာလူနူးလိုက်ရင်တော့မဆလာအုပ်ပေးပါမယ်။နောက်ဆုံးမှာတော့အာလူကြက်ရိုးကြက်ဥချက်တာလေးရပါပြီ။ခြံထဲမှာရှိတဲ့တိုးစရာလေးခုငပိရလေးချက်ပြီးတော့အာလူဟင်းလေးနဲ့နေစားရတာအရန်ကောင်းပါတယ်။နောက်ဗီဒီယိုတွေအတွက်လည်း like and follow လေးလုပ်အားပေးပါအောင်ရှင်။